ရီသူရီလေးကတော့ဂျားညက်ပြီးရှောင်းကနေကော့ဘလန်တင်ယူတော့ဂျီကွမ်တို့တင်ပြီးတော့ဖြတ်ပေးသွားတယ်ဘလင်းချောင်းဒီပွဲတစ်ပွဲလုံး performance တွေထွက်နေမှတော့လေ stick နေနဲ့အကုန်လုံးကြိုက်ခွဲသွားတော့မတိုးတဲ့ဟီရိုကီ၄ကောင်နောက်ဆုံးမှာ၅ကောင်လုံးမှာအဆုံးသက်ထားနေတယ်တင်း white out နဲ့အပြတ်သက်ကိုပဲရန်ကုန် Galactic Goals တွေနဲ့ကတော့ game number 1ကိုတော့အနိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ် CG လောက်ကတော့ပြုတ်တော့တယ်ကိုတို့ပါတော့လေ join မှုတော့များရပ်ပွေတွေကိုသွားဝင်ပြီးတာဟဲ့ဘလုံးကြီးကိုပပလာဖြတ်တော့ပေးလိုက်တယ်မတော့တာတဲမပေးရတော့မယ်နေတာပဲ तू ကအဲ့ဟို EHB ခွက်ကို तू မပေးချင်တော့အဲ့တဲကိုပြေးတတ်သွားတာအဲ့တော့ဓာတ်ပွေသုံးလိုက်တော့ဝတ်တင်တော့လုံးခါလိုက်တော့လीကဲမတာတဲလေးမထက်အိုးရေး first ဒါလေးတော့ယူပေးသွားတယ်ဘလင်းလေးကအဲ့တော့ပြေးပြန်ပေးသားလို့ G3 လေးလည်းပြေးပြန်ရမယ်ဆိုတော့တန်သွားပြီဘလင်းအော်တာတဲရလိုက်တန်သွားပြီဟော free တာလေးကောင်းတယ်ရင်းဆန်းနေပြီ bro ရေးယူရင်းနဲ့တာတဲယူပေးသွားတာအော်လည်းထွက်လာတာတဲလည်းအောက်လည်းထွက်လာအော်ဆိုလိုကြီးဗျာဟန်ဒီကတော့လှပဆုံးဘိုင်းဝိုင်းနေပဲအောက်လမ်းမှာတော့ကလောက်ကိုတော့ကီးရလိုက်တယ်တော့အောက်လမ်းကီးလေးနဲ့ပေါ်လမ်းတာတဲလေးတော့ဘလန်ပြောသလိုလေးပဲထွေးလိုက်တော့မယ်လားခုပါထွေးလိုက်ရရပ်ပါရမှာလေလာပါဘယ်လဲ S right နဲ့ချုပ်ခံလိုက်တော့မပေါ်ဝိုင်းနဲ့ဝင်လိုက်နေတာတော့ဒီပဲလေးရနော်ကျွန်တော်မထပ်သွားဘူးပြန်ခါလာပြီးသွားတော့လာတယ်အော် Gary ခေါင်းမို့တော့ဗလန်ကြီးကင်မောက်ပေးလိုက်တော့သူတော်တော်နဲဝါတော့မကြီးဖလိကာနဲ့အိုင်ဝန်းနဲ့အဒီပဲသုံးသွားတယ်ယူကီတကောင်ပြန်ပြီးတာတန်နေသားတို့ရိုမာတကောင်တို့ဂျန်ကလာကြီးရလိုက်ခေကောင်းနဲ့ off play ကမလူးပဲလေးပါတောင်းသွားပြီဗျာကဲအဲ့မှာ The Way of Dragon ကိုဖြတ်ခဲ့လာပြီးတော့ G3 လေးတော့ aim လို့ကျိုးလိုက်မှာဓာတ်ပွေးကြားမှာတော့နည်းနည်းလေးတော့ပြန်ပြီးဓာတ်ပေးခံနေရတော့ရင်တန်တုံးကြီးနေနဲ့တော့အကောင်းဆုံးတော့ကေးကောက်ပေးသွားပြီးတော့ဘလန်ကိုဓာတ်ပကေးထက်ယူသွားတယ်ရှင် triple ကေးမှာယူလာချီကူနောက်ကတော့ပြေးတော့ဝိုင်းတော့ step မှာရောက်လာတယ်အကုန်လုံးတော့ရိုက်ခွဲနေတယ်ကျွန်တော်တို့ရဲ့ team မြန်မာ Gary လေးကိုချမှန်ပြီးတော့အဆုံးသက်ရင် triple ကေးနဲ့အတူ game number 1တော့အသာစီးနဲ့တော့ဥဆောင်နေခဲ့ပြီပဲဖြစ်ပါတယ် Come on man ဟိုနောက်4ရောင်လေးပါဖြတ်တော့တာဝါစကန်တော်လေးကတော့စကန်90ပါသွားပြီ blink အောင်မပြန်ပတ်ထားတယ်ဘေးနားနေလဲ fracture နဲ့ဝင်ပိုင်းဝိုင်းနဲ့ blink တကောင်နဲ့ balance လေးနဲ့တော့ K trade ဟိုးပါမှာတော့ G3 position တော်တော်လေးအောက်ဝိုင်းနေတာတခုမှ1 for 2 trade လေးတော့ကျွန်တော်မြန်မာအသင်းဖန်ပြီးတာလီနာနေနဲ့ဒီဘက်ထဲမှာ double K ပဲထပ်ယူသွားတယ်ဆိုတော့အောက်မှာတော့pick off the way of dragon ချီကူငါတောက်တော့ဖြတ်စားပေးလိုက်ပြီကိုလှလိုက်တဲ့ the way of dragon ကောင်းတဲ့ချောင်းပလင်ကာနဲ့ဆိုတာပါနော်ပြောတာဘယ်ကောင်းလဲပြောဟုတ်ပါနော်ချောင်းကိုင်းရှုံးပြီးတော့လူသွားတယ်လားမေးပြုံးတက်ပြီဟုတ်ပါ၄ယောက်၅ယောက်အားပေးလိုက် S right နော်ပေးမဲ့ကောင်တီနေတာဆိုတော့လေ sorry မေဂါယူလို့ရပါပြီလေနားမှာတန်းမှာအန်လေးရနော်အဲ့ဘတ်တင်နိုင်လို့ရှိရင်၄ယောက်၅ယောက်ကြီးဗျရီစပီဗီဒီပေါက်ခံထားတယ်ဒါမှလည်းနောက်ကတော့ပြန်ပတ် fracture နဲ့ Gary ပိုင်းနာလေးကိုတော့ရှောင်းထားရင်းနဲ့ပဲနောက်ထပ်အနေနဲ့ကတော့မေဂါလေးပဲယူလိုက်ပြီပေါ်လဲလောလောအောင်မှဘာညာလဲမဲက3လမ်းတော့ရပြီအဲနိုင်မလားပဲကြည့်ရမှာအဲ့လည်းအဲ့ရတယ်ဒါပေမဲ့ကို3တော့ပြတ်နေတော့ပွဲဆိုတော့ညာသားရုပ်ဒီတတိကအားချန်လာလိုက်ဟာဒီကအားချန်လာလိုက်တော့နော်ဒီမှာကြာကြီးကောင်းနေတော့ကဲတော့လေအပေါ်ကနေတော့ပြေးဝင်လာနေပဲလေနဲ့အောက်ကနေပြီးတော့တက်လာတဲ့ freeway ကြောင့်တခါတန်းဖို့လုံနေတယ်ဟောဘာမလဲဆို Way of Dragon ကြောင့်ဖာစာချီကူကပါလာနေပြီဒီခါမှာတော့ flicker ပြန်ခုန်တော်သွားတယ် G3 လေးကတော့ဂျားညက်ပြီးရှောင်းကနေကော့ဘလန်တင်ယူတော့ G ကွမ်တို့တင်ပြီးတော့ဖြတ်ပေးသွားတယ် blink ချောင်းဒီပွဲတစ်ပွဲလုံး performance တွေထွက်နေမှတော့လေ stick နေနဲ့အကုန်လုံးကြိုက်ခွဲသွားတော့မတိုးတဲ့ဟီရိုကီ၄ကောင်နောက်ဆုံးမှာ၅ကောင်လုံးမှာအဆုံးသက်ထားနေတယ်တင်း white out နဲ့အပြတ်သက်ကိုပဲရန်ကုန် Galactic Goals တွေနဲ့တော့ game number 1ကိုတော့အနိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ် CG လောက်ကတော့ပြုတ်တော့တယ်ကိုတို့REM သုံးနေ REM သုံးနေ game number 2ပြန်